အားလုံးပဲမင်္ဂလာပါရှင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်တဲ့ Memories of Murder ဆိုတဲ့ရုပ်ရှင်ဇာတ်လမ်းတွေကိုကြည့်ပူးကြမယ်လို့ထင်ပါတယ်။အဲဒီရုပ်ရှင်ဇာတ်ကားတွေကအကြောင်းအရာတွေကစိတ်ကူးရင်ဆန်ဆန်ဖန်တီးပုံဖော်ရတာမျိုးမဟုတ်ဘဲနဲ့ကိုရီးယားနိုင်ငံသားတွေကိုဆယ်စုနှစ်သုံးစုကြာတဲ့အထိကိုအထိတ်တလန့်ဖြစ်စေခဲ့တဲ့တကယ်ဖြစ်ရမှန်တစ်ခုပဲဖြစ်ပါတယ်။ပြီးတော့အဲ့ဒီအမှုကိုဖော်ထုတ်ဖို့အတွက်ရဲတပ်ဖွဲ့ဝင်ပေါင်း2တန်းကျော်ကိုအသုံးပြုခဲ့ရပြီးတော့လူပေါင်း4116ရဲ့လက်ဝေတွေ DNA နမူနာ980စပယ်နမူနာ180နဲ့တန်တရားရှိသူဦးရေ2180ဦးရေအထိကိုစစ်ဆေးခဲ့ရပါတယ်။အခုပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့အဲ့ဒီတက်မှုတွေနောက်ွယ်ကဖြစ်ပေါ်ခဲ့တဲ့အကြောင်းအရာလေးတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဖြစ်စဉ်ရဲ့အစားက1986ခုနှစ်စက်တင်ဘာ19ရက်နေ့ပေါ့နော်မနက်6နာရီခန့်လောက်မှာအသက်82နှစ်အရွယ်လီဝမ်အင်းဆိုတဲ့အဖွားကိုတယောက်ကပေါ့နော်လက်ကွင်းထဲမှာရှိတဲ့မြက်ခင်းတွေကြားထဲမှာမှောက်ရက်အနေအထားနဲ့ခြေထောက်ကားရကြီးနဲ့တည်ဆုံးနေတာကိုတွေ့ခဲ့ရပါတယ်ပြီးတော့အဲ့ဒီအဖွားရဲ့ခန္ဓာကိုယ်အောက်ပိုင်းမှာလည်းအဝတ်အစားတွေကမရှိနေတော့ဘူးရဲတွေစစ်ဆေးချက်အရာကအဲ့ဒီအဖွားကသူတို့တွေ့ခဲ့တာကစက်တင်ဘာ19ရက်နေ့ဆိုပေမဲ့လည်းစက်တင်ဘာ15ရက်နေ့ကတည်ဆုံးခဲ့တာဖြစ်တယ်လို့အတည်ပြုခဲ့ကြပါတယ်ဒီနောက်သိမကြခင်မှာပဲနောက်လ23ရက်နေ့အောက်တိုဘာ23ရက်နေ့မိုးလွဲ2နာရီခန့်မှာပဲအသက်25နှစ်အရွယ်ပတ်ဟွန်စုဆိုတဲ့ကောင်မလေးရဲ့အလောင်းကိုလည်းလေကွင်းတစ်ခုရဲ့ကွန်ကရစ်ရေနုံမြောင်သူ့မြောင်ထဲမှာချတွေ့ခဲ့ကြတယ်ပေါ့နော်အဲ့ဒီဒုတိယကောင်မလေးကိုတွေ့တော့လေပေါ့နော်အဲ့ကောင်မလေးရဲ့လက်တွေကိုနောက်ပြန်ကျိုးချီခံထားရပြီးတော့မျက်နှာကိုလည်းအဝတ်တွေနဲ့အုပ်ထားခံခဲ့ရတယ်ပြီးတော့လေသူမရဲ့ရင်ဘတ်ကိုလည်းအဲ့လိုသူ့အဲ့ကောင်မလေးရဲ့ရင်ဘတ်ကိုလည်းပေါ့နော်ဓာတ်တန်ရာပေါင်းများစွာနဲ့ထိုးသွင်းပြီးတော့မှတက်ဖြတ်ထားတာကိုတွေ့ခဲ့ရပြန်ပါတယ်အဲ့နောက်ဇက်တိုက်ဆိုလိုပဲနောက်တစ်လအကြာဒီဇင်ဘာ12ရက်နေ့မှာအသက်24နှစ်အရွယ်ကွန်ဂျွန်ဘိုးဆိုတဲ့ကောင်မလေးတည်ဆုံးနေခဲ့ပြီးတော့အဲ့ဒီကောင်မလေးကိုကစုံးဆိုင်ခင်းထဲမှာရှိတဲ့ကောက်ရိုးပုံအောင်မှာအဲ့ကောင်မလေးကိုမြုပ်ထားတာတွေ့ခဲ့ကြတယ်။ပြန်တွေ့ပြန်တော့လဲအဲ့ဒီကောင်မလေးရဲ့ခေါင်းမှာပေါ့နော်သူအသက်ရှိချိန်ကဝတ်ခဲ့တဲ့အဝတ်အစားတွေနဲ့အတွင်းကန်တွေခေါင်းမှာဆွတ်ထားတဲ့အနေအထားနဲ့တည်ဆုံးနေတာကိုတွေ့ခဲ့ရပြန်ပါတယ်။အဲ့ဒီတရားခံကဘလောက်တောင်ရဲတင်းလဲဆိုလို့ရှိရင်တတိယကောင်မလေးကိုတက်ပြီးတော့မှနောက်ထပ်2ရက်ပဲကြာသေးတယ်နောက်ထပ်2ရက်အကြာဒီဇင်ဘာ14ရက်နေ့မှာနောက်ထပ်အသက်23နှစ်အရွယ်ပေါ့နော်အဲ့မိန်းကလေး23နှစ်အရွယ်ကောင်မလေးလီချီဆုဆိုတဲ့ကောင်မလေးကိုရဲရဲဆက်ဆက်နဲ့တက်ပစ်ခဲ့ပြန်ပါတယ်အဲ့ဒီစနုတ်ထားမြောက်အမှုမှာလည်းတေဆုံးသူရဲ့အလောင်းကိုစပားဆိုင်ကင်းတစ်ခုထဲမှာရှိရဲ့တူးမြောင်းမှာရှာတွေ့ခဲ့ရပြီးတော့အဲ့ဒီကောင်မလေးရဲ့မျက်နှာကိုလည်းအဝတ်တွေနဲ့ပတ်ပြီးလို့ရှိရင်အဲ့ဒီကောင်မလေးရဲ့လက်တီခြေထောက်တွေကိုလည်းအဝတ်အစားတွေနဲ့ချီပေါ့ပါးစပ်ထဲမှာလည်းအဝတ်အစားတွေနဲ့ပိတ်ပြီးတော့မှအကြမ်းဖက်ပြီးတော့တက်ပစ်ခဲ့ပါတယ်ဒီနောက်9ယောက်မြောက်အလောင်းကို1989ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာကျူးလွန်ခဲ့တာဖြစ်ပြီးတော့တည်ဆုံးသူအသက်18နှစ်အရွယ်ဖွန်ဂျီယောင်ဆိုတဲ့မိန်းကလေးပေါ့နော်အဲ့ကောင်မလေးက18နှစ်ပဲရှိသေးတယ်အဲ့မိန်းကလေးရဲ့အလောင်းကိုအဲ့လိုမျိုးပဲစပားဆိုင်ကင်းမှာရှိတဲ့စပားဆိုင်ကင်းတစ်ခုရဲ့ကောက်ရိုးပုံချားထဲမှာအရှိရလူတွေတည်ဆုံးနေတယ်လို့ပဲလက်တွေလည်းချီနှောင်ထားခံရတဲ့ပါးစပ်တွေလည်းပိတ်ခံထားတဲ့အဝတ်တွေနဲ့ဆို့ပြီးတော့မှတက်ပစ်ခဲ့တယ်ပေါ့နော်တမှုကိုတော့1988ခုနှစ်မေလ2ရက်နေ့မှာအဲ့ဒီနေ့ကမိုးတွေအရင်မဲ့တဲကြီးမဲကြီးရွာနေတဲ့အချိန်မှာပေါ့နော်အသက်30အရွယ်အမျိုးသမီးတယောက်ကိုတက်ပစ်ခဲ့တော့ဘလို့တက်ပြီးတော့ပမာထားလဲဆိုလို့ရှိရင်တောင်ကုန်းတစ်ခုကခြုံပုတ်ပေါ့နော်အဲ့ခြုံပုတ်ထဲမှာတွေ့ခဲ့ရတယ်အလောင်းကိုတွေ့တဲ့အချိန်ကမေလ4ရက်နေ့မိုးလွဲဖြစ်ပြီးတော့တေဆုံးတဲ့သူကမိုးကအင်ဂျီလေးဝတ်ထားတယ်ဘာလို့ဆိုမိုးကအရင်တဲကြီးမဲကြီးရွာနေရဆိုမိုးကအင်ဂျီလေးဝတ်ထားတဲ့အနေအထားနဲ့သူ့ရဲ့လေဘင်းကိုလည်းအပေါ်ပိုင်းအတွင်းငယ်ဘရာနဲ့ရစ်ပတ်ပြီးတော့တက်ပစ်ခဲ့တဲ့ပုံဖြစ်ပါတယ်အဲ့လိုနေတာရင်းနဲ့ပဲမကြာခဏဆိုသလိုပေါ့နော်ဂျူချာအမှုတွေကခဏပြီးခဏပေါ်လာခဲ့တယ်ပေါ်လာတော့အဲ့ဒီမှာရှိတဲ့ပြည်သူတွေရောရဲသားတွေရဲမေတွေကခေါင်းအတော်လေးခြောက်ခဲ့ရတယ်ဘာဖြစ်လို့လဲဆိုတော့ရှေ့အမှုကလည်းမပြီးသေးနောက်ကအမှုကလည်းထက်တလဲလဲပေါ်လာတာဆိုတော့ဒါကိုဘယ်လိုကင်တွယ်ရမလဲဆိုတဲ့အကျင့်အချက်တွေဖြစ်ခဲ့တယ်ပေါ့နော်သူတို့တွေကမရှာဘူးလားဆိုတော့မဟုတ်ဘူးရှာခဲ့တယ်အသေးအတန်စူးစမ်းပြီးတော့မှရှာဖွေမှုလုပ်ပြင်မယ်လဲပေါ့နော်ဒီသွေးအေးလုံးတဲ့တရားခံကိုဘလို့မှဖမ်းမမိခဲ့ကြဘူးပေါ့နော်အဲ့ဒါကြောင့်ရဲမေတွေကလည်းတရားခံဖမ်းမိဖို့အတွက်နဲ့သူတို့သားကောင်အဖြစ်နဲ့ဟန်ဆောင်ခဲ့တယ်။အဲ့ချိန်တုန်းကအနီရောင်ဝတ်ထားတဲ့လူတို့အဲ့လိုမျိုးနာမည်တွေသတင်းထွက်ခဲ့တော့ရဲမေတွေကလည်းအနီရောင်ဝတ်တယ်။ပြီးလို့ရှိရင်ညဘက်မှာတယောက်တည်းလမ်းထွက်လျှောက်တယ်။သူတို့သားကောင်အနေနဲ့ဟန်ဆောင်ပြီးတော့မှဒီတရားခံကိုဖမ်းမိဖို့အတွက်နဲ့လုပ်တယ်ပေါ့နော်။ဒါပေမဲ့အဲ့ဒါအလုံးဖြစ်ခဲ့လားဆိုတော့ဘလို့မှအလုံးမဖြစ်ခဲ့ဘူး။ဘာလို့ဆိုတော့အဲ့သားကောင်ကအရန်မှသွေးအေးတယ်လှစ်တယ်ပပလက်လက်လေးပေါ့နော်။အဲ့လိုမျိုးဆိုတော့ဘလို့မှအလုံးမဖြစ်ခဲ့တော့သူကဘလို့လုပ်လဲဆိုရင်အဲ့ဒီမှာရှိရဲ့တန်တရားရှိရဲ့အမျိုးသားတိုင်းလို့သူကဖမ်းပြီးတော့မှစစ်တာဖမ်းပြီးတော့မှဘလို့ဖမ်းစစ်လဲဆိုရက်ဆက်တဲ့နီးတွေတုံးပြီးတော့မှဖမ်းပြီးစစ်တာပေါ့ပေါ့ချိုးနဲ့စစ်တာမဟုတ်ဘူးပေါ့နော်ရက်ဆက်တဲ့နီးလန်းတွေတုံးပြီးတော့မေးတာဖြူတာတွေလုပ်တယ်ပြီးလို့ရှိရင်တချို့အသက်ဘေးကနေလွတ်လာခဲ့တဲ့အမျိုးသမီးတွေ
ပြီးတော့အမှတ်တမဲ့နဲ့တွေးလိုက်ရတဲ့ကား driver တွေရှိရဲပေါ့နော်အဲ့ဒီအမျိုးသမီးတွေကား driver တွေကိုမေးပြီးတော့မှဒီတရားခံရဲ့ပုံတူပချီကိုဆွဲပြီးတော့မှအဲ့လိုမျိုးရှာပြီးတော့မှရှာဖွေခဲ့တယ်ပေါ့နော်တရားခံရဲ့ပုံတူပချီအရဆိုလို့ရှိရင်တရားခံကအသက်20ကျော်အရွယ်ပေါ့နော်အရက်ကလည်း9ပေ9လက်မပြီးတော့မှသူကအသားဖြူမျက်နှာပေါက်ကမျက်လုံးပေါက်ကလည်းတေးသေးချင်းပပလက်ရရှိတဲ့မျက်နှာပေါက်ဆိုတဲ့အချက်တွေထွက်လာခဲ့တော့ရဲတွေကလည်းအဲ့ဒီပုံစံတူတွေလိုက်ရှာဒါပေမဲ့ကိုရီးယားလူမျိုးတွေကအဲ့လိုမျိုးပုံစံတူတွေကအရင်များတယ်ပေါ့နော်များတဲ့အတွက်သူတို့ကအဲ့ဒါကလည်းသူတို့အတွက်ချင်းချက်ဖြစ်စေခဲ့တယ်ပေါ့နော်ရှားရတာလည်းအရင်ခက်တယ်အဲ့တော့ရဲတွေကလည်းညီမျိုးစုံသုံးပြီးတော့မှဖမ်းဆီးဖို့စူးစမ်းခဲ့တယ်ရှာဖွေမှုတွေလည်းလုပ်ခဲ့တယ်ပြီးတော့လည်းအဲ့လူသမားကြောက်လာဖို့အတွက်ကအဲ့လိုမျိုးမြို့အဝင်အဝတွေမှာအဲ့လိုမျိုးတရေ6တုံပုံစံမျိုးပေါ့နော်အဲ့လိုရုပ်ထုတွေထားတာတို့အမှန်တရားပေါ့ဒါပေမဲ့လည်းအဲ့ဒီမမိခဲ့ကြဘူးပေါ့နော်ပြီးတော့လေသူတို့ကဘယ်လောက်ထိအောင်လုပ်လဲဆိုရင်အဲ့ဒီအမှုကအရန်ကြီးွားလို့ပေါ့နော်အဲ့ဒီမှာနာမည်ကြီးနေတဲ့နတ်ဆရာတွေကိုဗီဒီဆရာတွေကိုမှသွားမေးပြီးတော့မှအဲ့ဒီတရားခံရဲ့ပုံပန်းတွင်ပြတွေကိုသွားပြီးတော့မေးပြီးတော့မှစုံစမ်းခဲ့ကြရပေါ့လှုပ်ဝက်စုံစမ်းမှုလုပ်ပေမဲ့လည်းတရားခံဘလို့မှဖမ်းမမိခဲ့ကြပါဘူးမျိုးစုံစမ်းမှုတွေခက်စိတ်စိတ်နဲ့လုပ်နေချားတဲ့ကနေပဲတရားခံကပေါ့နော်နောက်ထပ်9ခုမြောက်အမှုကိုကျူးလွန်ခဲ့ပြန်ပါတယ်ပြီးတော့တည်ဆုံးသူအသက်52နှစ်အရွယ်အကြည်စွန်းဆိုတဲ့အမျိုးသမီးကိုဗမာတော့တွေ့ခဲ့လဲဆိုရင်စိုက်ခင်းတစ်ခုတည်းကရေမြောင်းပေါ့နော်စိုက်ခင်းထဲကရေမြောင်းရဲ့ဘေးမှာစက်တင်ဘာ10ရက်နေ့မနက်9:00နာရီခန့်မှာတည်ဆုံးနေအောင်တွေ့လိုက်ရတယ်အဲ့ဒီအမျိုးသမီးတည်ဆုံးနေတော့လေသူ့ရဲ့ပါဇက်ကိုပေါ့နော်အဲ့လိုမျိုးအရှိရလူတွေလိုပဲခြေအိတ်တွေနဲ့အပိတ်ခံထားရတယ်ခြေအိတ်တွေနဲ့အပိတ်ခံတွေ့ခန္ဓာကိုယ်ထဲမှာလည်းအသီးတွေတွေ့ရပေါ့နော်မမွန်ဒီအပိုင်း9ပိုင်းပေါ့သူတို့ရှာတွေ့ခဲ့တာ9ပိုင်းထိုးသွင်းခံရပြီးတော့မှတေဆုံးနေရပေါ့နော်သူတေဆုံးတဲ့ဟာကလည်းအရှိရလူတွေတေတာနဲ့နည်းနည်းလေးတော့ကွာနေပါဆိုအသီးတွေထိုးခံခဲ့ရပြီးတော့မှတေဆုံးခဲ့ရတာမျိုးဖြစ်နေတယ်နောက်ထပ်10ခုမြောက်အမှုပေါ့နော်နောက်ထပ်10ခုမြောက်အမှုကအဲ့ဒီမှာရှိရလူတွေကိုပို့ပြီးတော့မှထိတ်လန့်စေခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့တေဆုံးသွားတဲ့ကောင်မလေးပေါ့နော်ကလေးမလေးရဲ့73နှစ်ပဲရှိသေးတယ်။ तू ကဟိုလိုမျိုးစပားဆိုင်ကင်းတို့ရင်းတို့တူးမြောင်းတို့ကျောင်းကပြန်လာတော့အဲ့လိုမျိုးလည်းလုံးဝမဟုတ်ဘူး။မဟုတ်ဘဲနဲ့ तू ကဘယ်လိုလဲဆိုသူ့အိမ်မှာပဲနေနေတာ။အဲ့ကောင်မလေးရဲ့နာမည်ကပစ္စံဟီးဆိုတဲ့ကောင်မလေးသူ့အိမ်ထဲမှာပဲနေနေတာဘဲမှမသွားဘဲနဲ့ဟိုသူနေတဲ့အိမ်ခံရဲ့ဂရင်ပေါ်မှာပဲအသက်ခံလိုက်ရတာ။အဲ့တော့မိသားစုတွေကလည်းအရန်မှထိတ်လန့်သွားတယ်။အဲ့ကောင်မလေးတွေ့တဲ့အချိန်ကစက်တင်ဘာ16ရက်နေ့မနက်ပိုင်းမှာတွေ့ခဲ့ကြတာပေါ့နော်။တက်တဲ့သူကလည်းအရန်အောင်မှသေးသေးနဲ့တက်သွားတယ်။လက်ရချေရလုံးဝမကြမ်းခဲ့ဘူးပေါ့နော်။အဲ့လိုမျိုးဆိုတော့ဒီအမှုကအကုန်လုံးကိုစိုးရိမ်မှုမြင့်တက်စေခဲ့တယ်ပေါ့။ဘာလို့ဆိုတော့ကိုယ့်အိမ်မှာကိုနေနေနဲ့ကွာအဲ့လိုမျိုးဖြစ်သွားရဲဆိုတော့အကုန်လုံးကလည်းအော်တောင်းတင်းဖြစ်ကုန်ကြတာပေါ့နော်။အဲ့လိုမျိုးလူသက်မှုတွေကဇက်တိုက်ဆိုသလိုဖြစ်လာတယ်ဖြစ်လာတော့ဘာဖြစ်လဲဆိုပြည်သူတွေကလည်းရဲတွေကိုအယမ်းမှဖိအားပေးတယ်ဘာလို့ဆိုတမှုပြီးတမှုမပေါ်ပေါက်ဘူးဆိုတော့သူတို့စိတ်ထဲမှာလည်းကြောက်လန့်တာဖြစ်သွားပြီပြီးတော့လည်းတက်ခံရတဲ့လူတွေကလည်းအသက်ပေါင်းစုံအမျိုးသမီးတွေပဲဖြစ်နေပြီးတော့လည်းဒီတိုင်းတက်သွားလာတော့မဟုတ်ဘူးစမ်းပြတဲ့နီလန်းနေနဲ့တက်ခံရပြီးတော့မှတရားခံသုံးရတာကလည်းအဲ့ဒီသားကောင်တွေဝတ်တဲ့အဝတ်အစားတွေသုံးရတယ်ပေါ့နော်အဲ့လိုမျိုးတက်ခံရတော့စိုးရိမ်မှုတွေအလွန်ကြီးအရင်ညစ်ပြီးတော့မှရဲတွေကိုဖိအားပေးတယ်အဲ့တော့ရဲတွေကလည်းလူမြောက်များကြီးရဲ့သွေးတွေလက်ပွေတွေစံချီတွေ DNA စစ်ဆေးမှုလုပ်ခဲ့တယ်တချို့ရဲတွေဆိုလို့ရှိရင်ပေါ့နော်အထက်လူကြီးတွေကအရန်ဖိအားပေးတယ်ပြည်သူတွေရောအထက်လူကြီးတွေကအရန်ဖိအားပေးတာများတော့ပေါ့နော်အဲ့လိုမျိုးအပြစ်မရှိတဲ့လူတွေကိုလည်းအတင်းအကျပ်ဒါနေလောက်တာမှတ်လားနေလောက်လိုက်တာမှန်တယ်မှတ်လားအတင်းအကျပ်ဝန်ခံခိုင်းတာတွေနှိပ်စက်တာတွေကအများကြီးလုပ်ခဲ့တယ်ဘယ်လောက်ထိအောင်ဖိအားများလဲဆိုရင်အချို့အမျိုးသားသူတို့တကယ်မလုပ်ခဲ့ဘူးဒါပေမဲ့ရဲတွေကအရန်နှိပ်စက်ပြီးတော့မှဒါနေလောက်တာမှန်တယ်ဒီဥစ္စာနေလောက်တာမှန်တယ်မှတ်လားလုံးဝဝန်ခံခိုင်းတာပါအဲ့လိုမျိုးအစားအစာမကြိုးရေမတိုက်အဲ့လိုမျိုးလုပ်တဲ့အခါကျတော့တချို့အမျိုးသားသူတို့လည်းမဟုတ်ဘူးဒါပေမဲ့သူတို့ခံခဲ့ရတယ်ခံခဲ့ရတော့သူတို့အရန်မှစိတ်မွန်းကျက်ပြီးတော့ဆူဆိုက်လုပ်ရတဲ့အမျိုးသားတွေ3-4ယောက်တောင်ရှိခဲ့ဘူးတယ်ပေါ့နော်အဲ့တော့အဲ့နဲ့ရဲတွေကလည်းနောက်ဆုံးပေါ့နော်သူတို့စံချီညင်းတွေသွေးနမူနာတွေအဲ့လို DNA ကိုက်တဲ့အသက်22နှစ်အရွယ်ပိုလီယိုယောဂတဲ့ပေါ့နော်မတန်ဆွမ်းပိုလီယိုယောဂတဲ့ကောင်လေးကိုတွေ့ခဲ့ပြီးတော့မှနှိပ်စက်တာအရင်နှိပ်စက်တာပြီးတော့သူ့ပုံကလည်းသူတို့ဆွဲထားတဲ့ပုံတူပကြီးနဲ့သွားပြီးတော့မှတူတယ်ပေါ့နော်တိုက်ဆိုင်သွားတူနေတော့သွေးအုပ်စုတွေလည်းတူတယ်ဆိုတော့အကောင်လေးကိုဖမ်းခေါ်လိုက်ပြီးတော့မှဒါမင်းလောက်တာတေးကြတဲ့မင်းဒါကိုတတ်ခဲ့တာမလားဘာဖြစ်ညာဖြစ်တော့မေးပြီးတော့မှ3ရက်လောက်မအိတ်ခိုင်းပဲနှိပ်စက်သမင်းလည်းလုံးဝမကြွေးဘူးအဲ့လိုမျိုးနှိပ်စက်ခဲ့တယ်ပေါ့နော်နှိပ်စက်လည်းနှိပ်စက်ပါဆိုတော့ကောင်လေးကအဲ့နှိပ်စက်တဲ့ကောင်ဘလို့မှဒီမခံနိုင်တော့ဘာဆိုအရန်မှနှိပ်စက်နေပြီကွာသူ့အရန်မှအတင်းအကျပ်တွေလုပ်ပြီးတော့မှဖိနှိပ်မှုများစွာနဲ့ခံခဲ့ရတော့အဲ့ကောင်လေးကဘလို့မှတိမခံနိုင်တော့ဘဲနောက်ဆုံးတော့သူတက်တာဟုတ်တယ်ဆိုသူဝန်ခံလိုက်တယ်ပေါ့နော်အဲ့ကလေးမလေးသူတက်တာဟုတ်တယ်ဝန်ခံလိုက်တယ်အဲ့နဲ့ပဲရဲတွေကလည်းတနက်12နှစ်အရွယ်ကောင်လေးကိုတရားခံအဖြစ်သတ်မှတ်လိုက်တယ်ပေါ့သတ်မှတ်လိုက်ပြီးတော့မှ
ပြည်သူတွေကိုတက်တဲ့အမျိုးသမီးတွေကိုတက်တဲ့တရက်ခန့်မရင်းချင်းတွေကဒီကောင်လေးဆိုပြီးတော့မှသူတို့ကပြောလိုက်ပြီးတော့မှ1989ခုနှစ်အောက်တိုဘာ20မှာအဲ့ဒီကောင်လေးကိုတက်တကြွချမှတ်ခဲ့လိုက်ပါတယ်ချမှတ်ခဲ့ပြီးတော့ပြည်သူတွေပေါ့အထူးသဖြင့်အမျိုးသမီးတွေလည်းစိုးရိမ်မှုကနည်းနည်းစိတ်အေးသွားပြီနည်းနည်းတော့တည်ငြိမ်သွားပြီပေါ့နော်အမျိုးသားတွေကလည်းနည်းနည်းတော့စိတ်အေးသွားပြီဘာလို့ဆိုတော့ငခုံးမတကောင်ကြောင့်တလေလုံးပုတ်ဆိုတော့အကုန်လုံးစစ်မေးခံရတယ်ရှိသမျှယောက်ျားလေးမှန်တယ်အကုန်စစ်မေးခံရတော့သူတို့ကလည်းပြီးတော့လည်းဘာလို့ယောက်ျားလေးတွေဘာလို့စစ်မဲဆိုတော့တေတဲ့အမှုတိုင်းက rape လုပ်ခံရတာပေါ့နော်အဲ့လိုမျိုးမရင်းကျင့်ခံရအဲ့လိုမျိုးတေသွားတာဖြစ်တဲ့အတွက်ယောက်ျားလေးအကုန်လုံးကနေခံရတယ်စစ်ခံရတယ်ဖိနှိပ်မှုတွေခံရဆိုတော့သူတို့ကလည်းနည်းနည်းစိုးရိမ်ပူပန်မှုကြောင့်တရားခံအောင်တွေ့သွားပြီပေါ့ရတဲ့ဖို့ဝင်နေရလေသူတို့ကိုသူတို့ proud ဖြစ်သွားတယ်ငါတို့ဒီဟွာဆောင်တွေကအမှုတစ်ခုငါတို့ဖြည့်ရှင်းလိုက်နိုင်ပြီဆိုရင်ကြာမရှိတော့ဘူးဆိုသူတို့ကိုသူတို့ဂုဏ်ယူခဲ့ကြတယ်အဲ့ဒါနဲ့အားလုံးပြီးသွားပြီလို့ထင်ခဲ့ကြတယ်ဒါပေမဲ့အမျိုးသမီးသူတို့မသိတာပေါ့နော်နောက်မှလည်းထပ်ပြီးတော့ရှိလာသေးတယ်အမျိုးသမီးတွေတည်ဆုံးသွားတာကလုံးဝမရက်တန်သေးဘူးပေါ့နော်ဆက်ပြီးတော့ဖြစ်နေခဲ့တာပါပဲအဲ့လိုမျိုးပဲနောက်ထပ်ပေါ့နော်ဒီလူကိုဖမ်းမိသွားတော့လေအဲ့ဒါတွေကဆက်ပြီးတော့ရက်တက်မသွားဘဲနဲ့ဆက်ပြီးတော့ဖြစ်လာခဲ့တယ်ပေါ့နော်နိုဝင်ဘာ16ရက်နေ့မနက်9:00နာရီကမှအသက်14နှစ်အရွယ်ပေါ့နော်ကင်မီဂျွန်းဆိုတဲ့ကျောင်းသူလေးရဲ့အလောင်းပေါ့နော်အဲ့ကျောင်းသူလေးရဲ့အလောင်းကိုဘယ်မှာတွေ့ခဲ့လဲဆိုတော့တောင်ကုန်းပေါ်ကထေရှူတော်ထဲမှာတိတ်ရွက်6တွေနဲ့ဖုံးအုပ်ထားတာကိုတွေ့ခဲ့ရတယ်ပြီးတော့အဲ့ကောင်မလေးကိုလည်းအရှိရလူတွေတက်တဲ့နီလန်းအတိုင်းပဲတက်ပြီးတော့ပါဇက်တွေကိုပိတ်အဝတ်အစားတွေနဲ့ချီနှောင်ပြီးကျောင်းလွယ်အိတ်တွေနဲ့ချီနှောင်ခန္ဓာကိုယ်လဲပေါ့နော်ပြီးတော့လည်းအရှိမလိုမျိုးပဲသူ့ရဲ့ကောင်မလေးရဲ့ခန္ဓာကိုယ်တွေကိုဘောပေတို့ဇွန်းတို့ခရင်တို့အဲ့လိုမျိုးထိုးသွင်းပြီးတော့မှတက်ခဲ့တာကိုထိတ်လန့်ပွဲသူကတွေ့ရတယ်ပေါ့နော်အဲ့ဒီအချိန်မှာတော့စီရီယယ်မှာတွားလို့ယုံကြည်ပြီးတော့တကြွချခံရတဲ့ကောင်လေးကလည်းထောင်ထဲမှာပဲအကျဉ်းကျနေသေးပဲပေါ့နော်အဲ့ဒီခါမှာရဲတွေကသတိထားမိသွားတယ်ဘလို့သတိထားမိသွားလဲဆိုတော့ဒီကောင်လေးကတကယ်တရခံအကုန်လုံးတရခံဟုတ်တော့ဟုတ်မယ်ဒါပေမဲ့အကုန်လုံးစီရီယယ်လုံးဝလူတိုင်းကိုတက်တဲ့သူတို့အရှိအမှုတွေမှာမဖော်ထုတ်ခဲ့တဲ့လူသက်သမားတော့မဟုတ်ဘူးဆိုတော့သူတို့သတိထားမိသွားတယ်ပြီးတော့လည်းအဲ့ဒီအချိန်တုန်းကပေါ့နော်ကောင်လေးကိုဖမ်းတဲ့အချိန်တုန်းကရဲတွေကြီးညာလိုက်တာကငါတို့ဟွာဆောင်တဲ့လူသက်မှုကိုမိပြီဆိုပြီးတော့တရားခံမိပြီဆိုပြီးတော့ကြီးညာလိုက်တော့ကြီးညာခဲ့တာပေါ့နော်ကြီးညာခဲ့ဒါပေမဲ့အကောင်လေးကသူကပြောသူတက်တာမဟုတ်ဘူးလို့သူကအချိန်ချင်းပြောခဲ့ဒါပေမဲ့ဘယ်သူမှမယုံကြည်ခဲ့ကြဘူးမယုံကြည်ခဲ့ကြဘူးသူ့ဖမ်းလိုက်တယ်ပေါ့ဖမ်းပြီးတော့မှအခု6ချိန်မြောက်တေဆုံးမှုကထပ်ပေါ်လာခဲ့တော့ဘာဖြစ်သွားလဲဆိုရဲတွေအနေနဲ့လည်းအဲ့လိုရဲတပ်ဖွဲ့ဝင်တွေကလည်းအရန်အောင်မှကြီးမားတဲ့အချက်တရားတွေဖိအားတွေရခဲ့တယ်ပေါ့နော်ရခဲ့တယ်ပြီးတော့လည်း14နှစ်ပဲရှိတဲ့အကြောင်းသူလေးဖြစ်တာအဲ့ကောင်မလေးရဲ့အကြောင်းသူလေးအကြောင်းသွားတက်နေတဲ့ကလေးမလေးဖြစ်တဲ့အတွက်ပြည်သူတွေကလည်းအရန်မှဒေါသထွက်ပြီးတော့မှအရန်ဖိအားပေးတယ်အဲ့တော့ရဲတပ်ဖွဲ့ဝင်တွေကဘာလို့ ရလဲဆိုတော့အဲ့ဒီမြို့ထဲမှာအနီးတော့မြို့ရောအဲ့ဒီမြို့ရဲ့အနီးဆက်မှာသွားလာနေကြတဲ့အမျိုးသားတိုင်းလို့စစ်ဆေးတယ်ပေါ့နော်အမျိုးသားတိုင်းကိုစစ်ဆေးတယ်ဘယ်လိုစစ်လဲဆိုလောင်းပေါ်ကနေရတဲ့ spans တွေပြီးအမျိုးသားတွေရဲ့အဲ့လိုမျိုး spans တွေယူပြီးတော့မှဂျပန်နိုင်ငံကိုပို့တခြားနိုင်ငံတွေလေပို့ပြီးတော့နော်ပို့ပြီးတော့မှ DNA စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်ပြီးတော့လည်းအရင်တော့ကစစ်ဆေးခဲ့တော့ကလည်းအဲ့ဒီတန်တရားရှိတဲ့လူတွေကိုလည်းအရင်တော့ကစစ်ပြီးသားတန်တရားရှိခဲ့တယ်ဆိုတဲ့လူတွေလည်းအကုန်လုံးပြန်စစ်တယ်အဲ့တော့အဲ့ဒီထဲမှာတကယ့်တရခံအစ်စ်ကလည်းခဏပြန်ပြီးတော့ပါနေခဲ့တယ်ပေါ့နော်ဒါပေမဲ့ရဲတွေကကြတော့သူတို့ကအကုန်လုံးကတော့တူတယ်ဒါပေမဲ့သွေးအုပ်စုမှာသူတို့မှားကောက်ထားတာကB အိုးပြရမယ်အစား B လို့သူတို့ကမှားကောက်ထားတယ်မှားကောက်ထားတဲ့အတွက်မှားပြီးတော့မှကောက်ချက်ချခဲ့တာပေါ့နော်ကောက်ချက်ချတော့တရခံအစ်စ်ကသူတို့မှားကောက်ထားတဲ့သွေးအုပ်စုနဲ့အခုတရခံတွေကသွေးအုပ်စုမတူဘူးဆိုပြီးတော့ခဏ3ခါလောက်ပြန်လွတ်လိုက်တော့အဲ့ဒီတရခံအစ်စ်ကိုမမိခဲ့ဘူးပေါ့နော်မမိခဲ့တော့တရခံကလည်းကြောက်ပြီးတော့ရက်တန့်သွားလားဆိုတော့လုံးဝမကြောက်ဘူးဘာဖြစ်လို့ဆိုသူ့စိတ်ထဲမှာထင်နေတာငါမရင်းကျင်ပြီးတော့လူတက်တာ6ခုမြောက်တောင်ရှိသွားပြီဒါပေမဲ့ရဲတွေကငါ့ကိုလုံးဝသတိမထားမိဘူးဆိုတော့သူတွေးလိုက်တာက तू ကဘယ်တော့မှအဖမ်းခံရမှာမဟုတ်တော့ဘူးဆိုပြီး तू ကသူ့ကိုယ်သူပို့ပြီးတော့မှယုံကြည်ချက်ဖြစ်ပြီးတော့ proud ဖြစ်သွားတယ်ပေါ့နော်အရန်မှ तू ကအရန်မှဒီဟာအေးဆေးလေးတက်နိုင်တယ်ဆိုပြီးသူ့ကိုယ်သူယုံကြည်ချက်တွေအရန်မြင့်မားသွားခဲ့ပါတယ်အဲ့နောက်ထပ်9လခန့်အကြာပေါ့နော်ဧပြီ ရက်နေ့နနက်9:00နာရီလောက်မှာအသက်69နှစ်အရွယ်ကွမ်ဆောင်ဆန်းဆိုတဲ့အဖွားရဲ့အလောင်းကိုလည်းထပ်ပြီးတော့တွေ့ခဲ့ရတယ်။အဲ့ဒီအဖွားကိုလည်းဘယ်လိုတက်ခဲ့လဲဆိုလို့ရှိရင်သူဝတ်ထားတဲ့ခြေအိတ်တွေနဲ့ပေါ့နော်လေဘင်းကိုအဲ့လိုညှစ်ပြီးတော့မှရဲဆက်ဆက်နဲ့တက်ပစ်ပြီးတော့မှတောင်ကုန်းပေါ်မှာရှိတဲ့စိုက်ခင်းနားလေးရပေါ့စိုက်ခင်းတစ်ခုရဲ့တောင်ကုန်းပေါ်မှာရှိတဲ့စိုက်ခင်းတစ်ခုရဲ့အဲ့လိုကြောက်တိုင်းဘေးမှာတက်ပစ်ထားခဲ့တာအဲ့မှာလူတွေကလည်းပြောင်းဆန်ရဲတက်ဖို့ဝင်တွေကလုံးဝ
ရှာလို့မျိုးဆိုအဲ့တော့နီးပညာလည်းမမြင့်ဘူးဒါပေမဲ့အရန်မှစစ်စီကျန်းတဲ့အခါဖြစ်တော့အဲ့လူတကမှာချောင်ကျူးကိုသူကပြောင်းသွားခဲ့တယ်ပေါ့ပြောင်းသွားပြီးအဲ့ချိန်1992ခုနှစ်မှာအချိန်ကသူကအင်တာဝန်ပြုပြီးပေါ့နော်1991မှာသူအိမ်ထောင်ကြတယ်ဒီ January လမှာသူ့ရဲ့ခင်မအသက်20အရွယ်ရှိသူ့ရဲ့ခင်မကိုတတ်လိုက်တယ်အဲ့တော့သူတတ်တဲ့အမှုတွေအရန်အောင်မှများသွားပြီပေါ့နော်တရားခံကိုဖမ်းမိတဲ့အချိန်ကသူ့ကိုဖမ်းမိလားဆိုမိတယ်ဖမ်းမိတဲ့အချိန်က1994ခုနှစ်မှာဖြစ်ခဲ့တဲ့သူ့ရဲ့ခင်မကိုတတ်တဲ့အမှုနဲ့ဖမ်းလိုက်တာဒီလူကလူတွေအများကြီးကိုတတ်ခဲ့တယ်ဆိုတာသိလို့တော့မဟုတ်ဘူးသူ့ခင်မကိုတတ်တဲ့အမှုတစ်မှုနဲ့ဖမ်းလိုက်တာဖြစ်ပုံကလည်းဘယ်လိုလဲဆိုတော့ဗောနော်သူ့ရဲ့အဲ့အမျိုးသားကအပြစ်မှန်းကြည့်တော့အရန်ကောင်းတယ်ဗောနော်အရန်ကောင်းတယ်ဒါပေမဲ့သူ့ညဘက်ကြလို့ရှင်တော့အရက်တောက်တယ်အရက်တောက်ပြီးတော့သူ့မိန်းမကိုအရန်မှနှိပ်စက်အိမ်တွင်းအကြမ်းဖက်မှုတွေလုပ်တယ်သားလေးတယောက်လည်းရှိရဗောနော်အဲ့လိုမျိုးလုံလဲလို့သူ့ရဲ့မိန်းမကကွာကြာလာတော့ဘလုံးမှတီးမခံနိုင်တော့ကွာအိမ်တွင်းအကြမ်းဖက်မှုတွေအရန်လုပ်ပါများသူ့မိန်းမထွက်ပြေးတဲ့အခါကိုသူဒေါသအရန်ထွက်တယ်သူမိန်းမအဲ့လိုထွက်ပြေးလို့ဆိုဒေါသထွက်ပြီးတော့မှသူ့ရဲ့ခင်မကိုခေါ်လိုက်တာဗောနော်နေအိမ်ခဏလာခဲ့အောင်နေအမအကြောင်းမေးမယ်ဆိုတော့အဲ့လိုညာပြီးခေါ်လိုက်အဲ့တော့သူ့ခင်မကလည်းဘလူကကွာကိုယ့်ရဲ့ခဲကိုတတ်မယ်လို့ထင်ပါလေအဲ့တော့သူကလည်းမိသားစုအရာဆက်ဆက်မှုရှိနေတော့သူကလည်းအိမ်ကိုလာခဲ့လိုက်တယ်ဗောနော်ဒါလည်းလာအဲ့ကောင်မလေးကိုလည်းသူကဘယ်လိုလုပ်လဲဆိုတော့စကားပြောနေအဲ့လိုအချွေပေါ့နော်ကောင်မလေးတောက်မဲ့အချွေထဲမှာသူကအိတ်ဆေးထည့်ပြီးတော့မှကောင်မလေးကို rape လုပ်ပြီးတော့မှတက်ပစ်လိုက်တယ်တက်ပြီးတော့မှအဲ့ကောင်မလေးရဲ့အလောင်းကို plastic အိတ်ဒီပေါ့နော် plastic အပြာရောင်အိတ်နဲ့ထုတ်ပြီးတော့မှအဝတ်ထဲနဲ့ပတ်ပြီးတော့သူကသူစီးတဲ့ cycle ပေါ့နော်အဲ့ cycle ကိုတင်ပြီးတော့မှသူ့အရင်တော်တော်လှမ်းမှာရှိရပေါ့နော်ကုမ္ပဏီတစ်ခုရဲ့ဘိုးတော်ဘေးမှာတော့တက်ပစ်ထားတာတက်ပစ်ပြီးမှတော့အိမ်ကိုပြန်လာခဲ့ပြန်လာပြီးတော့မှသူ့အိမ်ကြီးဘာတွေကိုစေးကြောတန်းစင်တိုင်းလောက်တာပေါ့နော်သူကလက်စချေချဖြတ်ဖို့တော့ဒါတို့ပြန်ဆေးရအောင်ပါဟုတ်ပြန်ဆေးရမှာဆိုတော့ဒါတို့ဆေးလိုက်တာအနည်းနာလူတွေကတွေ့လားဆိုတော့တွေ့ဒါပေမဲ့သူတို့နဲ့လည်းမဆိုင်ကွာသူ့အိမ်သူဆေးတယ်လို့အဲ့လောက်ပဲသိကြအဲ့ဆိုဒီတိုင်းပဲဖြစ်သွားပြီးတော့နောက်2ရက်ကြာလိုက်ကြအောင်အဲ့ဒီသူသွားပစ်ထားတဲ့ကုမ္ပဏီကဝန်ထမ်းကောင်လေးတယောက်ကအဲ့အထုပ်ကိုတက်တွေ့တာခံမှန်းပြီးတလောက်ဆိုရင်လူတေထားတဲ့အလောင်းမှာအဲ့လိုမျိုးသွေးတွေပြီးလို့ရှိရင်အရည်တွေထွက်မှာပေါ့နော်အရည်ထွက်တော့လူသေးရဲ့အနံ့အရန်ပြင်းတာကိုပြင်းတယ်ဆိုတော့အကောင်လေးကလည်းအနံ့အသက်တွေကြောင်းလဲပါမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့သူကလည်းမတင်ငါတော့ရဲကိုခေါ်လိုက်တာရဲကိုခေါ်လိုက်ရောအဲ့ရဲတွေကရောက်လာပြီးတော့မှအဲ့ဒါကိုထုတ်ပြီးကြည့်လိုက်တယ်ပေါ့နော်ထုတ်လဲကြည့်လိုက်ရောဘာတွေတွေ့ရလဲဆိုတော့အဲ့ကောင်မလေးကရဲဆက်နဲ့အဲ့လိုကြိုးတုပ်ပြီးတက်ခံရတာကိုတွေ့ရောသူတို့ကတန်တရားရှိလို့စုံစမ်းတာပေါ့နော်စုံစမ်းတော့အဲ့ဒီချွန်ကြီးဆိုတဲ့အမျိုးသားကိုလည်းတန်တရားရှိတယ်တန်တရားရှိတော့သူတို့ကစုံစမ်းစစ်ဆေးမှုတွေလုပ်တော့အဲ့ဒီမျိုးသားလုံးဝဝန်မခံရောအဲ့ရဲတွေကသူ့အိမ်ကိုလိုက်သွားပြီးတော့မှစစ်ဆေးတာပေါ့နော်စစ်ရောသူ့အိမ်ရဲ့ပေါ့နော်ဒီအဝိရှော်ဆက်မှာအဲ့လိုသွေးဆိုးနေတဲ့အဝတ်စားတွေကိုမြင်ခဲ့ကြတယ်မြင်ခဲ့ရောပြီးတော့လည်း CCTV မှတ်တမ်းတွေအရာရောပြီးတော့အင်းနာချင်းတွေရဲ့ပြပြချက်အရာရောဒီလူကဘလို့မှမငင်းဆန်နိုင်တော့တဲ့အချိန်မှာသူတက်တာဟုတ်တယ်ဆိုပြီးတော့သူကဝန်ခံလိုက်တယ်ရဲတွေတည်ထားတာသူကအမှုတစ်ခုပဲကျူးလွန်တယ်လို့ရဲတည်ထားခဲ့တာတော့အဲ့ဒီအမှုသာမဖြစ်ခဲ့ဘူးဆိုရင်ဟွာဆောင်ရဲ့တကယ်တရခံကဒီလူတက်တယ်ဆိုတော့ဘလို့မှတန်တရားဝင်မှာမဟုတ်ဘူးပေါ့နော်ဘာလို့ဆိုတော့အဲ့ဒီလူကမျက်နှာဖုံးတွေအများကြီးရှိဘလို့လဲဆိုတော့ तू ကအများရဲ့အမြင်မှာ तू အရန်မှအေးဆေးတည်ငြိမ်တယ်ဇာတိတာလည်းကောင်းတယ်စကားလည်းနဲ့အရန်မှ handle ဖြစ်တယ်ပေါ့ယဉ်ကျေးတယ်ပေါ့ယဉ်ကျေးပြီးတော့မှတခါမှလည်းဘယ်သူနဲ့မှခိုက်ရန်ဖြစ်ပွားမှုလည်းမရှိခဲ့တော့ပြီးတော့လည်းနောက်တစ်ခုကကြာ तू ကအရင်တုန်းကစစ်တပ်မှာအဲ့လိုတင့်ကားမောင်းတဲ့စစ်မှုရန်ဟောင်းလည်းဖြစ်ခဲ့တယ်အဲ့တော့ကစဉ်းစားကြည့်မယ်ဆိုရင်ဒီလိုလူမျိုးတယောက်အရန်မှရိုးအေးတဲ့လူတယောက်ယဉ်ကျေးတဲ့လူတယောက်ဘယ်သူနဲ့မှလည်းရင်မဖြစ်ဘူးပဲနဲ့ဒီလူကလူတက်တယ်ဆိုတာဘယ်သူမှတော့ကြုံမှာမဟုတ်ဘူးလေအဲ့လိုမျိုးဆိုတော့ဘယ်သူမှတော့သူ့ကိုတန်တရားမဝင်ခဲ့ဘူးပေါ့နော်ဒီအမှုသာမဖြစ်ခဲ့ဘူးဆိုရင်တော့ခုနစကားကိုပြန်ဆက်ရမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ရဲတွေကအဲ့ဒီချွန်ကြီးဆိုတဲ့အမျိုးသားကို1994ခုနှစ် January လ18ရက်နေ့မှာဖမ်းလိုက်တယ်ပေါ့နော်ပြီးတော့လည်းရဲတွေကဒီဟွာဆောင်မှာတက်တရက်ခံအစ်စ်ကသူဆိုတာလည်းမသိသေးဘူးသူ့ဖမ်းတဲ့အမှုကသူ့ခင်မကိုတက်တဲ့အမှုတစ်ခုလည်းနဲ့ဖမ်းလိုက်တာပေါ့နော်တစ်ဖက်မှာလည်းရဲတွေကအဲ့အခြေတုံးကဖြစ်တဲ့ဟွာဆောင်ရဲ့လူတက်မှုတွေကိုလုံးဝအဆက်မပြတ်ရှာဖွေတယ်ဒီမှာမေးချင်ရှိတာဘာလို့ရဲတွေကမတွေ့တာလဲပေါ့နော်ဘာလို့မတွေ့တာလဲဆိုလွယ်မတွေ့တာလဲဆိုအဲ့လီဆိုတဲ့ဒီချုံကြီးဆိုတဲ့လူကအမှုတွေကျူးလွန်တဲ့အခါမှာမိုးရွာတဲ့အချိန်တို့ပြီးရင်စီးနှင်းနေကြနေအချိန်ဖြစ်တဲ့အခါကျတော့တက်တွေတွေကဒီ DNA တွေကလုံးဝအလွယ်တကူပျောက်ပြတ်နိုင်တယ်ပြီးတော့လည်းအဲ့အချိန်တုန်းကကိုရီးယားနိုင်ငံမှာကသူတို့ရဲ့ DNA စစ်ဆေးမှုကအရန်မှဟိုလိုမျိုးဤပညာအရန်အားနည်းနေတဲ့အချိန်ဖြစ်တာပေါ့နော်ဒီဟွာဆောင်မှာရှိတဲ့အမှုကိုလုံးဝအဖြေရှာလို့မရအောင်
အပြေရှာလို့မရဘူးဆိုတော့သူတို့ဒီတိုင်းထားခဲ့တာတော့မဟုတ်ဒါပေမဲ့ရှာတော့ရှာတယ်ထပ်တော့မဖြစ်တော့ဘူးဘာလို့ဒီလူကထောင်ထဲရောက်ရဲဆိုထပ်မဖြစ်တော့ဘူးcold case အနေနဲ့ဖြစ်နေတာပေါ့နော်ကံကောင်းတာတကူကတော့သူတို့ကနီးပညာမပြည့်စုံဘူးဆိုပေမဲ့လည်းတက်တေကံပစ္စည်းတွေကိုတော့တခြားလေးရက်တက်ဖွဲ့ရဲ့အဲ့လိုကိုတောင်ထဲမှာသူကတခြားလေးတော့တင်ခဲ့ကြတယ်ပြီးတော့ဖန်းစီခန္ဓာရတဲ့လီဆိုတဲ့အမျိုးသားပေါ့နော်အဲ့လီချောင်ကြီးကလည်းခံမကိုတက်တဲ့အမှုနဲ့ပထမတော့သူ့တေးတန်းချလိုက်တာတေးတန်းချတဲ့ဟာသူကအယူခံအောင်ဝင်လိုက်သေးတယ်အယူခံဝင်လဲဝင်တော့တကြုံဆိုပြီးတော့ short ပေါ်ခွင့်ရခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီအချိန်ကရဲတွေကလည်းမသိဘူးသူကထောင်ကျသွားတယ်ထောင်ထဲမှာလည်းသူကအရန်မှ innocent အရန်မှယိုသားတယ်စူးစားတယ်ပေါ့နော်အရန်ယိုအေးပြီးတော့လူတစ်ဖက်သားကိုကူညီတဲ့စံပြအကျဉ်းသားတစ်ယောက်တောင်ဖြစ်ခဲ့တယ်တစ်ဖက်မှာလည်းဟွာဆောင်မှာအဲ့လိုကြံနေသေးတဲ့တရားခံကိုရှာနေရလဲဘလို့မှရှာလို့မတွေ့ဘူးပေါ့နော်ပြီးတော့သူတို့နိုင်ငံမှာကဥပဒေတစ်ခုရှိတယ်ဘာလဲဆိုတော့အဲ့ဒီအမှုတစ်ခုပေါ့အဲ့ဒီအမှုတစ်ခုကအဲ့လိုမျိုး15နှစ်အတွင်းမှာတရားခံမတွေ့ဘူးဆိုလို့ရှိရင် statute of limitation ဆိုတဲ့အမှုကိုအပြီးတိုင်ပိတ်သိမ်းရတယ်ဆိုတဲ့စီမင်းစည်းကမ်းတစ်ခုရှိတယ်ပေါ့နော်ဥပဒေတစ်ခုမူဝါဒတစ်ခုရှိခဲ့တယ်ပေါ့အဲ့လိုမျိုးရှိတယ်ဆိုတော့အဲ့ဒီအမှုကလည်းသူတို့နောက်ဆုံး10ခုမြောက်အမှုပေါ့ဒီဟွာဆောင်ရဲ့10ခုမြောက်အမှုကလည်းနောက်ထပ်9နှစ်လောက်နေလို့ရှိရင်ပြီးတော့မှာလုံးဝပိတ်တော့မှာကံကောင်းချင်တာကအဲ့ဒီအချိန်မှာကဒီအမှုနဲ့မသက်ဆိုင်ဘူးပေါ့နော်ကလေးလေးအဲ့လိုတေးဝံလောထွက်လာတယ်ပေါ့နော်ကလေးလေးတည်ဆုံးတဲ့အမှုနဲ့ပတ်သက်ပြီးတော့အဲ့ဒီအမှုကလည်းသူက statute of limitation ပြည့်တော့မှာပြည့်လဲပြည့်ပြည်သူတွေနဲ့ကွာအရှိမကလည်းဟွာဆောင်မှုတွေလည်းအများကြီးရှိခဲ့ဒါပေမဲ့ရဲတွေကလည်းမဖြေရှင်းတာဒီအမှုကလည်းကလေးလေးတည်တဲ့အမှုကလည်းမဖြေရှင်းနိုင်မယ်နဲ့ပိတ်တော့မယ်ဆိုတော့ပိတ်သိမ်းတော့မယ်ဆိုတော့နင့်နာသူဘက်ကကြည့်မယ်ဆိုလုံးဝတိမခံနိုင်တဲ့ကိစ္စရကြီးဖြစ်နေရဖြစ်လဲဖြစ်ကောသူတို့တွေကဆန္ဒပြကြတယ်အဲ့ဒါကိုအဲ့လိုပိတ်လိုက်မှအရင်ကြောက်ကြတာပြည်သူတွေကကြောက်လဲကြောက်ဟုတ်တယ်လေရဲတက်ဖို့ရထားပါတော့15နှစ်ကျော်မှဒီအမှုတွေကိုတရားခံကိုတွေ့ပြီဆိုလို့ရှိရင်ဘာမှသွားလို့မရတော့ဘူးပေါ့နော်အဲ့တော့မျက်နှာလူကတော့မျက်နှာပြီးသွားပြီတရားခံကတော့လွတ်မြောက်နေစေဆိုတော့ဘယ်သူမှလက်မခံနိုင်တဲ့အနေအထားတစ်ခုဖြစ်နေရ2015ခုနှစ်ပေါ့နော်ဇူလိုင်24ရက်မှာအဲ့ဒီဥပဒေကိုအပြီးတိုင်လုံးဝဖျက်သိမ်းပေးခဲ့လိုက်တယ်ပေါ့နော်လွှတ်တော်ကနေပြီးတော့အဲ့ဒီခေတ်အခါတော့တသက်ကြွန်းကြတဲ့အကျဉ်းသားတွေရှိရဲ့အဲ့အကျဉ်းသားတွေကထောင်ထဲမှာအရင်မှအမိတ်နာခံတယ်သူတစ်ဖက်သားကိုအနေမပြုတော့ဘူးကုညီပေးတဲ့စံပြအကျဉ်းသားတွေဖြစ်ခဲ့လို့ရှိရင်ပါရိုးနဲ့ပြန်လွှတ်ပေးတဲ့ဥပဒေကလည်းရှိနေတယ်အဲ့ဒီအချိန်တော့2019ခုနှစ်ပေါ့နော်ဟွာဆောင်တရားခံကိုလွှတ်ပေးတော့မဲ့အချိန်ဒီချွန်ကြီးကိုလွှတ်ပေးတော့မဲ့အချိန်မှာကံကောင်းထောက်မစွာနဲ့ပဲအဲ့2019ခုနှစ်ကျတော့မှ DNA ဖတ်တဲ့နည်းပညာစပြီးတော့မှတိုးတက်လာခဲ့တယ်ပေါ်လာခဲ့တယ်ပေါ့နော်စပြီးတော့မှနည်းပညာမြင့်မားလာခဲ့လို့ပြောလို့ရတယ်ပေါ်လာခဲ့တော့ရဲတွေကလည်းအရှိရမပြီးသေးတဲ့ဟွာဆောင်မှုတွေကိုသူတို့ကလည်းတိမ့်ထားတဲ့တက်တွေတိုက်စစ်တယ်နော်တိုက်စစ်တဲ့အချိန်ပြီးတော့လည်းအကုန်လုံးကိုစစ်တဲ့အချိန်မှာအမှတ်တော့တွေ့သွားတာကညီချုံကြီးခင်မအောင်တက်တဲ့အဲ့ DNA နဲ့ဟွာဆောင်အမှုရဲ့ DNA တွေကိုလုံးဝကိုက်ညီတာသူကကြောက်စရာကောင်းတွေးလိုက်ရတယ်ပေါ့နော်ကြောက်စရာကောင်းတွေးလိုက်ရတော့တကယ်လို့ဒါအဲ့ဒီအချိန်အထိသူတို့ရဲ့နည်းပညာမမြင့်မားသေးဘူးဆိုလို့ရှိရင်တရားခံကလွတ်သွားမှာဘာလို့ဆိုတော့သူ့ကိုပါရိုးနဲ့ပြန်လွတ်တော့မှာဘာလို့ဆိုတော့သူကစံပြအကျဉ်းသားဖြစ်နေကြလို့ပေါ့နော်အဲ့လိုမျိုးဆိုတော့လွတ်သွားလို့ရှိရင်စဉ်းစားကြည့်ပါအရန်ချက်သိမ်းထားတရားကောင်းတယ်ဒီလူကတွေးအေးလူတသမမိန်းကလေးတွေကိုမရင်းကျင်ပြီးတော့တက်တဲ့သူတယောက်လွတ်သွားမယ်ဆိုကောင်းကျိုးကဘလို့မှဖြစ်လာနိုင်မှာမဟုတ်ဘူးမဖြစ်လာဘူးဆိုရဲတွေကတိသွားတာပေါ့နော်ဒီလူမလွတ်တော့ဘူးပေါ့နော်တိသွားတော့ဒါမဲ့လည်းသူ့သွားပြီးတော့မှအေးအေးယူလို့မရတော့ဆိုမှရဲတွေသူ့စစ်မေးတာပေါ့အဲ့ဒီလီချုံကြီးကိုဒါမင်းတက်ခဲ့တာဟုတ်တယ်မလားဆိုတော့သူမဟုတ်ဘူးပဲညင်းတာဘလို့မှလည်းပြောလို့မရတော့လုံးဝသူတက်တာမဟုတ်ဘူးလို့ပြောတယ်အဲ့တော့ရဲတွေကစဉ်းစားလိုက်တာဟာငါတို့သူ့ကိုဒီလိုမျိုးမေးရင်တော့မေးလို့ရမှာမဟုတ်တော့ဘူးသူလုံးဝဝန်ခံမှာမဟုတ်ဆိုရင်ရဲတွေကလည်းသိနေပြီလေပြီးတော့သူတို့အဲ့လူကိုအထူးအဖွဲ့နဲ့စစ်မှရတော့မယ်ပေါ့နော်အဲ့ဒီအချိန်မှာကသူတို့မှာ profiler ဆိုတဲ့အထူးအဖွဲ့ရှိတယ်အဲ့ဒီအထူးအဖွဲ့ဆိုတာကပေါ့နော်အမှုစစ်နဲ့တရားခံလိုမျိုးအဲ့လိုမျိုးစစ်ဆေးတာမဟုတ်ဘဲနဲ့ပေါ့နော်ဒါမင်းတက်တာမလားမင်းဝင်ခံအဲ့လိုနှိပ်စက်ပြီးတော့စစ်ဆေးတာမဟုတ်ဘူးဘယ်လိုမျိုးစစ်လဲဆိုရင်အရင်ကြီးဆုံးလူနှစ်ယောက်စကားစမီထိုင်ပြောနေကြတဲ့ပုံစံနဲ့စစ်တာပေါ့နော်အရင်ဆုံးအဲ့ဒီလူသက်တရခံနဲ့ရင်းနှီးဝအောင်လို့စကားတွေပြောတယ်ရှေးအောင်နောက်ဖြစ်တွေပြောသူပြောတာလည်းနားထောင်ကိုကလည်းပြန်ပြီးတော့ထောက်ခံပြီးကိုအကြောင်းလည်းတစုံတစလေးထည့်ပြီးတော့မှဆွေးနွေးနေတဲ့ပုံစံနဲ့နောက်လိုက်ကြကြအဲ့ဒီမှာဆွေးနွေးနေနေမှာအဲ့ဒီတရခံဒီချွန်ကြီးကစိတ်ထဲမှာအယမ်းမှ freedom ဖြစ်သွားရပေါ့နော်ပေါ့ပါသွားတယ်ပေါ့ပါတော့သူ့ကိုသူနည်းနည်းမှလွတ်လပ်ပေါ်ပါပြီကွာတငယ်ချင်းနဲ့ကိုနဲ့ရင်ဖွင့်နေတဲ့အဲ့လိုမျိုးပုံစံပေါ့နော်အဲ့လိုမျိုးပုံစံဖြစ်နေတယ်သူစိတ်ကလုံးဝပေါ့ပါသွားပြီးတော့မှအဖြစ်မှန်ကြီးကတော့သူကိုယ်တိုင်သူစိတ်ကနေဝန်ခံခြင်းစိတ်ဖြစ်လာခဲ့တယ်ပေါ့နော်ဝန်ခံခြင်းစိတ်ဖြစ်လာခဲ့တော့သူကပြောလိုက်အဲ့တရားခံဟွာဆောင်မှာရှိတဲ့အမှုတွေကိုသူတတ်တာပါလို့ဝန်ခံလိုက်တယ်ဝန်ခံလိုက်တော့ပြီးတော့လေ
ရွန်းဆိုတဲ့ကောင်လေးကိုပေါ့နော်ပထမတော့မတန်ဆွမ်းကောင်လေးကိုပထမတတ်တယ်လို့ထင်တဲ့အမှုကလည်းသူကျူးလွန်တာမှန်ပါတယ်သူ့ရဲ့ရှစ်ခုမြောက်အမှုပါသူကပြောလိုက်တယ်အဲ့ဒီမှာပြီးသွားလားဆိုတော့မပြီးသေးဘူးသူကလူတက်မှုမရင်းကျစ်မှု14မှုပေါ့နော်ပြီးလူရက်မှု30ထပ်ပြီးတော့လှုပ်ထားတယ်ဆိုတော့သူကပြောပြလိုက်တယ်ပြောပြလိုက်တော့ရဲတွေကသူ့ကိုမေးရပါတော့ဟာအဲ့ဒါဆိုလို့ရှိရင်ဒီလောက်ကြောက်စရာကောင်းပြီးကြမ်းတမ်းယွံဖို့ကောင်းတဲ့အမှုတွေကိုပေါ့နော်ဘာဖြစ်လို့ကျူးလွန်ခဲ့တာလဲပေါ့နော်အမြင်မကြည်တာရှိလားရန်ညိုးရန်သားတွေရှိခဲ့တာရှိလားပေါ့နော်အဲ့လိုမျိုးမေးလိုက်တော့သူပြန်ဖြေတဲ့အဖြေကပို့ပြီးတော့မှခြောက်ခြားစရာကောင်းတယ်သူပြောတာအဲ့လိုတွေတခုမှမရှိခဲ့ဘူးပေါ့နော်သူကအဲ့လူတွေကို rape လုပ်ပြီးတော့မှတက်ချင်တဲ့စိတ်ကသူ့ရဲ့စိတ်ထဲမှာအလိုလိုပေါ်လာတာပေါ့ပေါ်လာတော့သူ့ရဲ့စိတ်ဆန္ဒအရာသူဒါတွေအကုန်လုံးလုပ်ခဲ့ရတာသူကပြောတယ်ပြီးတော့မှသူ့မျက်နှာကိုကြည့်ရလဲအံ့ဩပြီးတော့သူ့ကိုသူနောင်နာရတဲ့ပုံမပေါ်နေဘူးသူလုံးဝနောင်နာမရသူတက်တဲ့အမှုတွေအတွက်သူကလုံးဝနောင်နာမရသူအေးအေးစစ်စစ်ကိုပြန်ပြောပြနိုင်တာကွာအဲ့လိုမျိုးဆိုတော့ရဲတွေကဒီလူကတက်တာသူကိုယ်တိုင်ဝင်ခံပြီးဆိုတော့ဒီဟာတိသွားပြီးတော့မှဒါပေမဲ့သူ့ကိုပေါ့နော်အရေးယူလို့ရသေးလားဆိုတော့မရတော့ဘာလို့ဆိုတော့ statute of limitation သူ့ရဲ့အမှုက2006မှာသူကပြီးသွားပြီသူ့ရဲ့နောက်ဆုံး10ခုမြောက်ပေါ့နာမည်ကြီးရဲ့10ခုမြောက်အမှုက15နှစ်ပြည့်တာ2006မှာပြီးသွားဒါပေမဲ့ statute of limitation law ကိုဖျက်သိမ်းတာက2015မှာဆိုသူ့ကိုအရေးယူလို့မရတော့ဒါပေမဲ့လည်းကံကောင်းတာတကူကအဲ့လူကိုပထမတော့ပါရိုးနဲ့လွတ်ပေးတော့မှာပေါ့နော်အရန်ဟိုမှာစံပြအကျဉ်းသားဖြစ်လို့ပါရိုးနဲ့လွတ်ပေးတော့မဲ့ဟာလုံးဝမလွတ်ပေးတော့ပဲနဲ့ထောင်ထဲမှာပဲသူ့ကိုလုံးဝတကျွန်းအနေနဲ့ပဲအခုထိပဲထားခဲ့ကြတယ်ပြီးတော့အဲ့လိုမျိုးပေါ့နော်မတရားဆွဆွဲခံရတဲ့ကောင်လေးပိုလီယိုရောဂါတဲ့ကောင်လေးကလည်းဇာတိထကောင်းမွန်တဲ့လူဖြစ်တယ်အဲ့ဇာတိထကောင်းမွန်တဲ့လူဖြစ်တဲ့အတွက်အဲ့ကောင်လေးကလည်းပါရိုးနဲ့နှစ်20သူကပထမတကျွန်းဆိုပြီးတော့သူ့ကိုချတာတကျွန်းဆိုချတာပဲမဲ့လေသူကအရန်မှစံပြအကျဉ်းသားဖြစ်ခဲ့တယ်အရန်မှလည်းလိမ္မာတယ်အကုန်လုံးကိုလည်းကူညီပေးတဲ့လူဖြစ်တော့သူ့ကို20ချပြီး2009ခုနှစ်မှာသူကလွတ်လာခဲ့တယ်အဲ့တော့သူ့ဆက်တော့အဖမ်းခံရတာကအသက်22နှစ်ထောင်ထဲမှာအနှစ်20ဆိုတော့သူ့အသက်က42နှစ်ရှိသွားတယ်42နှစ်မှာသူကထွက်လာခဲ့တယ်ပေါ့နော်ထွက်လာပြီးတော့မှအဲ့ထဲမှာလေထောင်ထဲမှာလေကွာကလေးကိုတတ်တယ်ဆိုတဲ့အမှု range ကျင်တာအဲ့လိုမျိုးဆိုဘယ်သူမှတော့အမြင်ကြည့်မှာမဟုတ်ဘူးအမြင်မကြည့်ခဲ့ဘူးနှိမ့်ဆက်ခံရတယ်အနှိမ်ခံရတယ်အပြင်လောကမှာလည်းအများကြီးကြုံခဲ့ရတယ်ပေါ့နော်အမှုမှန်ပေါ်သွားတဲ့အချိန်က2019အဲ့အချိန်ကသူကအပြင်ကိုရောက်တာတော့10စုနှစ်တခုကြာသွားပြီ10နှစ်လောက်ကြာသွားပြီပေါ့နော်အဲ့ဒီအချိန်ကလည်းသူ့အသက်က52နှစ်လောက်မှာ90ကျော်လောက်မှာသူ့ရဲ့အမှုမှန်ပေါ်လာတော့သူ့ကိုအဲ့တုန်းကစစ်မေးခဲ့တဲ့ရဲတွေတရားစီတော့လုံးဝမကျင်တော့ကျင်တဲ့ဆရာလည်းမရှိဘူးဒီဘာလို့သူကမဟုတ်ပါဘူးညီးနေတာတော့မှပဲအတင်းအကျပ်သူ့အဲ့လိုမျိုးနှိပ်စက်ပြီးတော့မှသူ့ဖမ်းလိုက်တယ်ပေါ့နာမည်လည်းပျောက်သွားတယ်ပေါ့အဲ့လိုမျိုးဆိုသူကလုံးဝမကျင်တဲ့တော့သူကရဲတွေအဲ့အရာရှိတွေသူကဆွဲချက်ပြန်တင်နေပေါ့နော်တရားပြန်ဆွဲတော့2020မှာတရားရုံးကနေပြီးတော့ပေါ့နော်ဒီလူယွန်းမှာအပြစ်မရှိဘူး not guilty ဆိုပြီးတော့မှတရားသူကြီးတွေကကြီးညာခဲ့တယ်ပြီးတော့လည်းအဲ့တရားသူကြီးတွေကတရားခွင်မှာပေါ့နော်အဲ့ယွန်းဆိုတဲ့အမျိုးသားကိုလုံးဝဥညွတ်ပြီးတော့တောင်းပန်ခဲ့ရတယ်ဘာလို့ဆိုတော့မှားယွင်းဆွဆွဲလိုက်တဲ့အတွက်ပြီးတော့လည်းကိုရီးယားနိုင်ငံကပေါ့နော်ကိုရီးယားနိုင်ငံရဲ့အစိုးရကရော်ကြီးအနေနဲ့ကိုရီးယား2.2 billion ပေါ့နော်ဒေါ်လာအနေနဲ့တွက်မယ်ဆိုရင်2သန်းကျော်ကြီးနစ်နာကြီးပေးခဲ့ရတယ်ဒါပေမဲ့အဲ့လိုမျိုးတရားသူကြီးတွေကဘလို့ပဲတောင်းပန်မှန်ဘလို့ပဲရော်ကြီးတွေပဲပေးခဲ့ပေါ့နော်သူကတော့သူ့ရဲ့ငွေရနှုတ်ပြမှုထောင်ထဲမှာကုန်ခဲ့တဲ့ငွေရနှုတ်ပြမှုကတော့ဘလို့မှပြန်မရနိုင်တော့ဘူးဒါပေမဲ့လည်းသူကအခုဘာလုပ်နေလဲဆိုရင်သူရတဲ့ရော်ကြီးငွေနဲ့ private လုပ်ရင်းနဲ့အေးအေးဆေးဆေးလေးပဲဘဝကိုဖြတ်တန်းနေတာပဲဖြစ်ပါတယ်တကယ်တရားခံအစ်စ်ကတော့ထောင်ထဲမှာပဲရှိနေသေးပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအရာလေးကတော့ကိုရီးယားနိုင်ငံမှာတကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရမှန်ဇလန်တစ်ခုဖြစ်ပြီးတော့အဲ့ဒီအမှုနဲ့ပတ်သက်ပြီးတော့သိလိုက်ရတာကလူတိုင်းမှာမျက်နှာဖုံးအများကြီးရှိတယ်ပေါ့နော်ပြီးတော့လည်းမကောင်းမှုဆိုတာကလည်းလုံးဝစိတ်ကြွယ်ရမရှိဘူးဆိုတော့သဘောတရားလေးပေါ့နော်အမှန်တရားဘယ်လောက်ပဲမကောင်းမှုတွေလို့အမှန်တရားဆိုတာကဒီနေ့ပေါ်လာမယ်ဆိုတဲ့အကြောင်းအရာလေးကိုသတိထားမိပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေရဲ့ထင်မြင်ချက်လေးတွေကိုလည်း comment လေးထဲမှာပြောပြသွားပါအောင်နော်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာပြီးတော့မသူတော်ရန်ကနေကင်းဝေးပါစေကြောင်းဆုတောင်းရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ရှင်အဆုံးထိကြည့်ရှုပေးရတဲ့ပရိသတ်အရောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်